ကိုချိုညက်ပြထားတဲ့အင်ဂျီလေးရဲ့စီးခွင့်အင်ဂျီရဲ့လက်ကလေးကိုလက်ဖြားလေးကိုချိုတို့ကဒီလိုအနားလေးလုံးလိုက်မယ်နော်လက်ဖြားလေးကိုအနားလေးလုံးလိုက်ပါမယ်အနားလေးလုံးလိုက်ပါမယ်နော်ဟောနောက်တစ်ဖက်ကိုလည်းဒီလိုလေးပဲလုံးမယ်နော်လုံးပြီးသွားပြီဆိုရင်ဒီမှာကိုယ်တယ်လေးဒီကိုယ်တယ်လေးကိုချိုတို့ဒီလိုဖြတ်လိုက်ဟောဒီမှာခွဲထားတဲ့အကွဲလေးအဲ့ဒီအကွဲလေးမှာလုံးထားတာလေးကိုချိုတို့ကအောက်ကထားမှာနော်အောက်ကထားပြီးတော့ဟောလက်ကလေးကိုတက်ပြီးရင်ချိုလှည့်ပြတာလေးကိုသေချာကြည့်ပြီးပါနော်ဒီလိုလေးလှည့်ပြီးွားရင်ဒီလက်ကလေးကိုနောက်တစ်ဖက်မှာအကွဲလေးရဲ့နောက်တစ်ခွဲမှာချိုတို့ဒီလိုလေးဆက်ပြီးတော့တက်မယ်နော်ဟောဒီလိုလေးဆက်ပြီးတက်လိုက်ပြီနော်တကယ်လို့ဒီတစ်ဖက်မှာမရှိရင်ဒီတစ်ဖက်ကိုဆက်ကြည့်ပေးပါနော်ဒီတစ်ဖက်ကိုလက်တက်တာပြန်ကြည့်မယ်ဒီမှာအကွဲလေးအနားလုံးထားတာလေးကအောက်ကနော်အနားလုံးထားတာလေးကိုအောက်ကထားမယ်တစ်ဖက်ကိုတက်ပြီးဒီလိုလေးဆက်ပြီးချိုတို့လှည့်လိုက်မယ်နောက်တစ်ဖက်ကိုချိုတို့ဒီမှာဆက်တက်နော်နောက်တစ်ဖက်ကလေးကိုချိုတို့ဒီလိုတက်လိုက်ပါမယ်ကဲအဲ့ဒါဆိုရင်တော့ချိုတို့လက်ကလေးတက်လို့ပြီးသွားပြီပြီးဆိုရင်ချိုတို့ဒီမှာဒီလိုဖြန့်ပလိုက်ပြီဖြန့်လိုက်မယ်ဒါတက်ထားတဲ့လက်ကလေးနော်တက်ထားတဲ့လက်ကလေးတွဲရက်ဒီမှာအင်ဂျီရဲ့ရင်ဘက်ကလေးရဲ့အပေါ်ကိုဒီလိုတင်မယ်တင်ပြီးတော့ကိုယ်တယ်လေးကိုချိုတို့ကဒီလိုတွန့်သွားမယ်နော်အတွန်လေးတွေကိုဒီလိုတွန့်သွားပါမယ်ဒါလေးကခုနကဆက်လိုက်တဲ့လက်ကလေးကိုပါချိုတို့ကဒီမှာတွဲပြီးပဲတွန့်သွားမှာလေအဲ့လိုကိုယ်တယ်လေးမှာတွဲပြီးတော့တွန့်သွားပါမယ်နော်ဒါလေးကလေအရန်လွယ်တဲ့အောင်ဖင်ရပေမဲ့ဖာတီယမ်မှာကြည့်ရင်နည်းနည်းလေးခက်ပါတယ်အဲ့ဒါကြောင့်မို့ချုပ်ပြတဲ့အချိန်လေးမှာလေချို့သေချာလေးကြည့်ထားပေးပါနော်ဒါလေးရဲ့ရင်ဘတ်တွေကိုချို့တို့လုံးလို့ဆုံးသွားပြီဆိုရင်ချို့တို့ဒီဘက်မှာနော်ဆက်ပြီးလုံးမှာနောက်လက်တစ်ဖက်ပါလက်တစ်ဖက်ကိုချို့တို့ဒီလိုအတွန့်လေးတွေဆက်ပြီးတော့တွန့်သွားမယ်နော်လက်လေးကိုဆက်ပြီးတော့အတွန့်လေးတွေတွန့်မှမယ်ပိတ်ကလေးကိုဒီလိုဆုံးသွားပြီဆိုရင်ချို့တို့ကအနားလေးလုံးပြီဒီလိုလေးလုံးအနားလေးတွေနော်နှခမ်းသားလေးကိုချို့တို့ဒီလိုလုံးသွားမယ်နော်တစ်ဖက်ကိုလုံးပြီးပြီချို့တို့နောက်တစ်ဖက်ကိုဆက်လုံးဒါအင်ဂျီလေးရဲ့လေကြောခွဲလေးရဲ့ကြောဘက်ကလေးအနားလေးလုံးနေတာနော်ကြောဘက်ကလေးကိုဒီလိုအနားလေးကိုချို့တို့ဒီလိုလုံးလိုက်အနားလေးကိုလုံးပြီးပြီဆိုရင်အောက်နားလေးကိုလုံးအင်ဂျီရဲ့အောက်ဖက်ကလေးကိုလုံးပါပြီရှင်နော်ဒါဆိုအင်ကြီးလေးကဒီအစင်လေးကိုရောက်သွားပြီဒါလေးကလည်းနော်ဒါလေးကကိုယ်တယ်ဟုတ်ပြီဒါဆိုချို့တို့ကအင်ကြီးရဲ့အပေါ်ပိုင်းလေးမှာပါအတွန်လေးတွေတင်ပြီနော်တင်ပြီးွားပြီဆိုရင်မာကဲဖာတိုင်းလိုပဲချို့တို့ကျိုးလေးကိုတင်ပြီနော်ကျိုးလေးကိုတင်ပါမယ်ကျိုးလေးကိုတင်ပြီဆိုရင်တော့ချို့တို့ဒီမှာကလေးကြောကုန်းလေးမှာခြိမဲ့ကျိုးပိုင်းလေးကိုချို့တို့အရင်ချုပ်မယ်ကျိုးလေးနော်ကျိုးလေးကိုချုပ်ပြီးပြီဆိုရင်အင်ဂျီကိုဖြောင်းမြန်လှန်လိုက်ပြီးဒီနေရာလေးမှာကျိုးလေးကိုချိုးဒီလိုပြန်ပြီးပြားလိုက်မယ်ပြားပြီးရင်အပေါ်လွှာလေးနဲ့အင်ဂျီကိုတွဲမယ်နော်အပေါ်လွှာလေးနဲ့နော်ချိုးတွဲပြသွားတာလေးကအပေါ်လွှာလေးနဲ့ပါအင်ဂျီကိုချိုးဒီလိုလေးတွဲပြီးဒီကျိုးဖက်ကိုကြတော့ချိုးတို့အောက်ကိုပြန်ပြီးတော့ဒီလိုခောက်သွင်းလိုက်မယ်နော်အဲ့ဒါဆိုရင်ကျိုးလေးကအစင်တပြေလေးနဲ့ပြီးသွားပြီနော်ပြီးသွားပြီဆိုရင်ပြုံးစာလေးကိုချိုးရမှာဒီလိုစပိန်ရဲ့စမုတ်တန်လေးကိုအသုံးပြုပြီးတော့ဒီလိုပြန်လှန်လိုက်ဒီဘက်ကိုလည်းဒီလိုစမုတ်တန်လေးကိုအသုံးပြုပြီးတော့ပဲချိုးပြန်လှန်လိုက်ပါပဲနော်ပြန်လှန်ပြီးသွားရင်တော့
ပြောင်းပြန်ဘက်ကတင်ထားတဲ့ကိုကျိုးစာလေးကိုဒီအတက်ဘက်မှာချို့လို့ပြန်ခောက်မှာဟုတ်ပါပြီခောက်ပြပါပြီနော်ချို့ဒါလေးခောက်ပြတာလေးကိုလည်းကြည့်ပေးပါဒါသမောသားခြာစီလေးတွေချုပ်ရင်လည်းဒီကိုကျိုးလေးရဲ့ချုပ်နီးတိုင်းပဲချို့လို့သုံးပါတယ်နော်အနာကိုပုံလေးတွေဒါဆိုရင်တော့ပြီးသွားပါပြီရှင်ဒါကလေးစည်းွက်အင်ဂျီလေးတစ်ချက်ပြီးသွားပြီကြောကွက်အင်ဂျီလေးအထူးသဖြင့်တော့ main ကလေးဝစ်ကလေးတွေကိုမိမလေးမွေးထားတဲ့မမေတွေဆိုရင်ဒီပုံလေးကိုဝစ်ပေးပါတယ်နော်ဒါလေးကကဲဒါဆိုရင်ဝိဒါသာကလေးလင်းကလေးလေးတွေဆိုရင်ဒီအင်ကြီးလေးကိုလှလှပပဆင်မြန်းဖို့အတွက်မမေတွေချုပ်တက်သွားမှာပါနော်ကျေးဇူးတင်ပါတယ်